Hello, Minglava, Mr. Chanaka. Now we go to the charity members. Here, this is Yidugong Hill in Patanji Township. In this first was a period, we are going to donate was a road for 15 monks. In 3 places here, and then we will go to Taco Hill, and then tomorrow we will go to Pule and donate for 3 monks there. Mingalava, good to Janado, I will go to charity for ya. Yidakon town, Bema Shida Bona, Diveka town Jima, Janivare, Diniaga. What is saying? What is saying town? Town in it. Oh, General Guyang in the Yara, switching town Jibono, Tata Towny, Papale, upon my town Danji Bono, Tatamale. Toya down the Miashivare. So, ye general good D was Patama was la atre, Avano, Alamo thing, Sangazon, Ludan be ma pipare, Sangaro Sangava, Tenga Sangazon, what the Denga Sangazon, Ludan ma pipare. A good, so ye Tamajagi and bought general D. Whereas in Toya John Lima, Tapamazo, was the Dengango, Sadin second Ludan ma pipare, Tabi die. D. Yerigon Dama, General Sangaro Kunaba Ludan Biba me. ဒီမှာ9ပါးလှူဒန်းပြီးရင်ကျွန်တော်တို့အသာခိုတောင်ဘက်မှာသွားပြီးတော့9ပါးလှူဒန်းပါမယ်ပြီးရင်ကျွန်တော်တို့မနေ့ပြင်မှာပြန်ဦးလွင်အောင်ချမ်းသာကိုမှာသွားပြီးတော့တန်ဃာတော်3ပါးလှူဒန်းမှာဖြစ်ပါတယ်အားလုံးကျေးဇူးပါကျွန်တော်တို့ရဲ့လှူဒန်းမှုမှာလိုက်ပါကြည့်ရှုခြင်းဖြင့်ဝမ်းမြောက်မှုမော်တာတို့ခေါ်ဆိုနိုင်ကြ၍ကျွန်တော်တို့ရဲ့ကုသိုလ်တွေအားလုံးထပ်တူရကြပါစေအဲ့တော့ရွှေပေါင်းတို့ဉာဏ်ပန်းတေတန်တာရဝတ္တဒုက္ခတောမောဒနာထာယဣမာနိဝတ္တဝါဒိကသီဝရာနိတံဂတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုဒီဘာမဟုတ်ကိုရင်ဝါဟုတ်တယ်ရွှေတောင်ဟုတ်တယ်အဲ့ဒီထားတယ်တရားမရှိဘူးတန်ခါရဲ့ဒီသူတို့ကဒီတို့ဝါဇုတင်ကသက်ကလူတိုင်းရတော့ကုသကံစေတနာတို့ကြောင့်ယောဂဒရကတက်တန်ဒရကဒုပိကခန္ဓာကဟုသူတို့ကတိတုံးမှာကိလေသာရောက်နိုင်ကြပြီအာယုဝဏတိဟိစာအသက်ကြီးခြင်းအသင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဖုံးလို့အာရုံပေါ်ကြီးခြင်းဝေဒရင်းကြော်တော်ခြင်းအချွေရန်ပေါ်များခြင်းသူတော်ကောင်းတရား9ပါးနှင့်ပြည့်စုံများသည်ဖြစ်၍အာသာတိပဋိတန်ဒီမနေရာဖြစ်သောအသဒံမဥမနာယာဖြစ်သောအမဒံသေခြင်းတရားကျင့်ရာအမှန်ဖြစ်သောသူဝင်ပြီးတဲ့တပါးတို့၏နေရာအမှန်ဖြစ်သောယနေ့ကကိုတည်လန်းနိုင်သောသာသနာရဲ့အာဇာနည်ယောက်ျားကောင်းယောက်ျားမြတ်များဖြစ်ကြပါသည်ပုံစံဒီအတူရှင်ကြီးကစီရီလင်္ကာနိုင်ငံပြည်စနတာပါဗျ။ကျေးဇူးပါဗျာ။ဟုတ်ပါပြီ။ကျေးဇူးရတယ်ဒီပထမဆုံးကဘာကိုကျွန်တော်တို့စတင်ပြီးထူထမ်းပြီးပါပြီ။ဒါပြီးသွားရင်ကျွန်တော်တို့ဒါတောင်ပေါ်မှာရှိတဲ့သတင်းသုံးနေတဲ့တန်ခါတွေကိုနောက်ထပ်6ပါးနော်။ဒီနေရာမှာဆက်ပြီးထူထမ်းမှာဖြစ်ပါတယ်။အားလုံးနောက်ထပ်ဗီဒီယိုလေးတွေမှာလည်းကျွန်တော်တို့ live ပါကြည့်ရှုကြည့်တယ်။ဘာကြောင့်လဲမော်တာတို့ခေါ်ဆိုပြကြပါ။အားလုံးကျေးဇူးပါ thank you see you back